မြန်မာနိုင်ငံရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံတွေကတရုတ်နဲ့ထိုင်းနိုင်ငံတို့ဖြစ်ပါတယ်အဓိကပို့ကုန်တွေမှာတဘာဝဓာတ်ငွေ့စံပြောင်းဘဲမျိုးစုံရောပါတားရည်တတူတွင်းထွက်တစ်ပူလဲနဲ့ကြောင်မြတ်ရတနာတို့ပါဝင်ပါတယ်မကြသေးမီနှစ်တွေအတွင်းပေဇယ်အီဗစ်ဆိုင်အစီအေစီမံကိန်းနဲ့အတူတရုတ်မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေပုံမနဲ့ရှိုင်းလာပြီးမြန်မာစီးပွားရေးအတွက်အခွင့်အလမ်းတစ်တွေရရှိလာစေပါတယ်မြန်မာနိုင်ငံဟာတဘာဝတယံဇာတတွေလည်းအလွန်ပေါ်ကျွယ်ဝပါတယ်တတုတယံဇာတတွေအနေနဲ့ခဲမဖြူဝူဖယံတို့အလူမီနီယံရွှေငွေစတာတွေရှိပါတယ်အဲ့ဒီထဲမှာအကျော်ကြားဆုံးကတော့ကြောင်မြတ်နဲ့ကြောက်စိမ့်တို့ဖြစ်ပါတယ်မိုးကုတ်ဒေတာဟာကပ္ပပတ္တများမျိုးတော်ဖြစ်ပြီးဒီကထွက်တဲ့ပတ္တများတွေဟာအယောင်သွေးတောက်ပကအရေးသွေးကောင်းတာကြောင့်ရတနာချစ်သူတွေကြိုက်နှစ်သက်ကြပါတယ်ကြောက်စိမ့်ဆိုရင်လည်းပြောနေစရာမလိုအောင်မြန်မာနိုင်ငံဟာကမ္ဘာအဓိကကြောက်စိမ့်ထွက်ရှိရာနေရာဖြစ်ပြီးကမ္ဘာကြောက်စိမ့်90ရာခိုင်နှုန်းကျော်ဟာဒီကထွက်တာပါအရေးသွေးကောင်းတဲ့ကြောက်စိမ့်ဟာအစိမ်းရောင်တောက်ပါပြီးအသားညက်တာကြောင့်ကြောင်မြတ်တို့ရဲ့ဖရင်လို့ခေါ်ကြပါတယ်ရေနံနဲ့တဘာဝဓာတ်ငွေ့လည်းပေါ်ကျွယ်သွားပြီးပြည်တွင်းနဲ့ကမ်းလွန်ဒေသတွေမှာရေနံနဲ့ဓာတ်ငွေ့မြေတွေရှိပါတယ်ပြည်တွင်းလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ုံသာမကတရုတ်နဲ့ထိုင်းနိုင်ငံတို့ကိုလည်းအများပြားတင်ပို့နိုင်ပါတယ်ရေနံနဲ့ဓာတ်ငွေ့တင်ပို့မှုဟာနိုင်ငံခြားဝင်ငွေရဲ့အစိတ်အပိုင်းတော်များကိုရရှိစေတာကြောင့်စီးပွားရေးရဲ့အဓိကမန်နိုင်တစ်ခုဖြစ်ပါတယ်တစ်တောတယံဇာတတွေကလည်းအလွန်တန်ဖိုးရှိပါတယ်တစ်တောဖုံးလွှမ်းမှု45ရာခိုင်နှုန်းခန့်ရှိပြီးကျွန်းပီတောက်စနာကူးစတဲ့အဖိုးတန်တစ်တောကြီးတွေရှိပါတယ်အာရှစင်ကြားတစ်ကြားစတဲ့ရှားပါးတိရစ္ဆာန်တွေလည်းရှိပါတယ်ဒါပေမဲ့အရင်ကတစ်တွေကိုအလွန်ကြုံခုတ်လဲခဲ့တာကြောင့်တစ်တောဝရိယာတွေလျော့နှဲလာနေပါတယ်ဒါပေမဲ့မြမစီးပွားရေးဖွံ့ဖြိုးမှုမှာစိန်ခေါ်မှုတွေလည်းအများကြီးရှိနေပါတယ်အခြေခံအဆောက်အုံတွေအားနည်းနေပြီးလမ်းပန်းဆက်သွယ်ရေးနဲ့ဆက်သွယ်ရေးကဏ္ဍတွေကိုပုံမကောင်းမွန်အောင်လှုပ်ဆောင်ဖို့လိုအပ်နေပါသေးတယ်တစ်ချိန်တည်းမှာပဲကာလရှည်ကြာဖြစ်ပွားနေတဲ့လူမျိုးစုပဋိပက္ခတွေကလည်းစီးပွားရေးဖွံ့ဖြိုးမှုကိုအဟန့်အတားဖြစ်စေပါတယ်အချို့ဒေသတွေမှာမတည်ငြိမ်မှုတွေရှိတာကြောင့်ရင်းနှီးမြှုပ်နှံမှုဝန်းကျင်နဲ့စီးပွားရေးလုပ်ငန်းတွေကိုထိခိုက်စေပါတယ်မြန်မာနိုင်ငံဟာကမ္ဘာလက်ခီးသွွားလုပ်ငန်းအတွက်တယံဇာတတွေပေါ်ကျွယ်ဝပါတယ်တဘာဝအလှအပနဲ့ယဉ်ကျေးမှုအမွေအနှစ်တွေပေါင်းစပ်နေတဲ့ခီးသွွားနေရာတစ်ခုဖြစ်ပါတယ်ရန်ကုန်ရွှေတိကုံစေတီတော်မြတ်ကြီးဟာမြန်မာနိုင်ငံရဲ့ပြည့်ရုပ်ဖြစ်ပြီးကမ္ဘာကျော်ဗုဒ္ဓဘာသာဝင်တို့ရဲ့အထွတ်အမြတ်ထားရာနေရာလည်းဖြစ်ပါတယ်ဒီစေတီတော်မြတ်ကြီးကို BC 988ခုနှစ်ကတည်းကစတင်တည်ထားခဲ့တာဖြစ်ပြီးပြုပြင်မွမ်းမံမှုတွေပြုလုပ်ခဲ့တာကြောင့်အခုဆိုရင်အလွန်ခမ်းနားထည်ဝါတဲ့အဆောက်အုံကြီးဖြစ်နေပါပြီစေတီတော်တစ်ကိုယ်လုံးကိုရှုအေတင်ကန်းတွေကပ်လူထားတာကြောင့်နေအောင်အောက်မှာတလက်လက်တောက်ပနေပြီးထိပ်ဖူးတော်မှာလည်းအဖိုးတန်ကြောင်မြတ်ရတနာတွေစီချဲထားပါတယ်နေ့စဉ်ကဘာအရရက်ကခီးသွွားတွေနဲ့ဖျားဘူးတွေလာရောက်ကြပြီးကြီးညိုတပည့်ဖွဲအေးချမ်းမှုကိုခံစားကြရပါတယ်ယဉ်ကျေးမှုမြို့တော်မန္တလေးဟာလည်းလက်လွတ်မခံသင့်တဲ့ခီးသွွားနေရာတစ်ခုဖြစ်ပါတယ်ဒီမှာရှေးဟောင်းနှံတော်တွေဘုံတော်ကြီးကျောင်းတွေနဲ့စေတီပူထိုးတွေအများကြီးရှိပြီးမြမသမိုင်းတလျှောက်မင်းဆက်တွေရဲ့အပြောင်းလဲကိုတက်တည်ထူနေပါတယ်မန္တလေးမှာခီးသွားတော့အနေနဲ့မန္တလေးနန်းတော်ကိုတွားရောက်ကြည့်ရှုပြီးရှေးခေတ်နန်းတွင်ပြီးသူကလက်ရာတွေကိုလေ့လာနိုင်ပါတယ်မန္တလေးတောင်ပေါ်ကိုတက်ပြီးတမျိုးလုံးရဲ့အလှအပနဲ့နေထွက်နေဝင်လကိုလည်းခန်းစားနိုင်ပါတယ်ပုဂံဒေသကိုတော့လဲဝင်ရိုးတန်တည်ញ្ញံပုဂံဖျားပေါင်းဆိုတဲ့အတိုင်းစေတီပူထိုးတွေပေါ်များရာနေရာအဖြစ်လူသိများပါတယ်ဒီမှာစေတီပူထိုးပေါင်းထောင်ချီရှိပြီးမြမဗုဒ္ဓဘာသာယဉ်ကျေးမှုရဲ့ယတနာတစ်ပါးဖြစ်ပါတယ်ခီးသွွားတွေဟာမိုးပြန်ပူဖောင်းစီးပြီးပုဂံမြေပေါ်ကစေတီပူထိုးတွေကိုအပေါ်ကနေငုံကြည့်ကထူးချအားတဲ့အလှတရားကိုခံစားနိုင်ပါတယ်ဒါမှမဟုတ်မနက်ခင်းနဲ့